မော်လမြိုင်မှာဆိုရင်စကဝါထမင်းဆိုင်တမီထမင်းဆိုင်တို့မှာရောင်းတဲ့ချက်ကလေးချက်တို့ဝက်ခေါင်းကလေးချက်တို့ဆိုအရန်နဲ့မယ်ကြီးရဲ့ဒေတာဟင်းတွေပေါ့နော်စတေလာကဘဲသားအရန်ကြိုက်လို့ဒီတစ်ခါမှာတော့ဘဲကလေးချက်လေးချက်စားဖြစ်လို့အားလုံးပဲတူတူလိုက်ချက်ရအောင်နော်မင်္ဂလာပါစတေလာဦးပါရှင်ဘဲသားကိုတော့အိမ်သားကလိုတက်စ်မှာပဲလူစင်တဲ့အစိတ်ပိုင်းလေးတွေရွေးဝယ်လာခဲ့ပါတယ်ဒီမှာကဈေးလဲတက်တာတယ်ပေါင်ဆိုပေါင်အသားဆိုအသားကိုကြိုက်တဲ့အစိတ်ပိုင်းလေးတွေရွေးဝယ်လို့ရတယ်စတေလာကတော့ဘဲအသေးမဝယ်ဖြစ်တဲ့အခါမှာဆိုလို့ရှိရင်တော့ဒီမှာပဲဝယ်ဖြစ်တာများတယ်ပေါ့နော်ဝယ်လာတဲ့ဘဲသားလေးတွေကိုတော့စားရှာလကာရေးလေးနဲ့တေချာစီကြောတန်းစင်ထားပါမယ်ပြီးရင်တော့စက်တုံဖြူနေခြင်းတို့ကိုလည်းစီသက်ဖို့တေချာလေးပြင်ဆင်ထားပါမယ်အရင်ဆုံးချင်းစက်တုံဖြူတွေကိုအရင်ကြိတ်ပါမယ်ပုံမှန်ချက်ကလေးချက်မှာတော့မရုပ်ကောင်းနေပဲထည့်တယ်ပေါ့နော်ဒါပေမဲ့ဒီတစ်ခါကချက်ကလေးချက်မဟုတ်ဘဲနဲ့ဘေးသားနဲ့ချက်မှာဆိုတော့ဘေးသားကအေးစားမိုးရသေးလည်းဖြစ်တော့ပေါ့နော်စတေလာကငရုပ်ကောင်းများများလေးနဲ့ပြီးရင်စီချအထုံစိတ်လေးပါနည်းနည်းထည့်ပြီးတော့တခါတည်းဒီမှာဒီအနှစ်တွေနဲ့တခါတည်းရောကြိတ်လိုက်မယ်ပေါ့နော်အနံအတွက်ကတော့စီယာစီနဲ့စတေလာအဆက်ကဲကဲလေးလိုချင်လို့မြုပ်တီတော့ပါတခါတည်းရောကြိတ်ပါမယ်ပြီးရင်တော့စီစားတတ်မယ်ရှင်ဘေးသားကအရေးခုံမှာအစီပါတက်လို့စီကိုတော့ရှော့ထည့်ပေးပါထုံးစံအတိုင်းစတေလာကစီတက်လို့ရှိရင်စားနည်းနည်းထည့်တတ်တာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်သူကစီကပို့ပြီးတော့ကြက်မြန်တယ်ဒီအနှစ်တွေကစီတက်တဲ့အနှစ်တွေကပို့ပြီးတော့6မြန်တယ်ပေါ့နော်ကလေးချက်မှာကပေါ့နော်ဒီသူ့ရဲ့အသားမဆလာပဲဖြစ်ဖြစ်စတေလာကတော့ဒီမှာစူတီမဆလာကိုပဲသုံးထားတယ်ခုနကလည်းဒီချိတ်ထားတော့ပေါ့နော်ဇီယာစီတွေလည်းထည့်ချိတ်ထားတယ်ဆိုတော့အခုတစ်ခါမှာတော့ကလဝေးရနဲ့တစ်ချို့ဘိုးခောက်တွေကိုတစ်ခါတည်းစီရောတတ်ပါမယ်ချက်ကလေးကျရဲ့အနှစ်ကလေသူကစီကိုနဲ့နိုင်တက်မှပို့ပြီးတော့မွေးပြီးစားကောင်းတာပေါ့နော်စီမနိုင်ဘူးပြောဖက်ဖက်နဲ့ဆိုလို့ရှိရင်စက်သားနဲ့အဲ့လိုမျိုးသူကတွဲတဲ့မဖြစ်နေပဲနဲ့တခြားစီဖြစ်နေမှာပေါ့နော်စတေလာကတော့ဒီအနှစ်ကအများကြီးချက်ထားမို့လို့နောက်ရက်မှာထပ်ပြီးတော့ချက်စားလို့ရအောင်တပကံထပ်ဖယ်ထားပါတယ်ပြီးရင်တော့စတေလာတို့အသားတွေထည့်ပြီးတော့ရေကောင်နှိပ်လိုက်ပါမယ်ရေကောင်နှိပ်နေတဲ့အချိန်မှာပဲစတေလာကစားထည့်လိုက်မယ်ပေါ့နော်အရသာမုတ်တွေကပြီးခါမှထပ်ထည့်ပါမယ်ပြီးရင်တော့စတေလာတို့ဒီအသားကရေတွေကုန်သွားပြီဆိုလို့ရှိရင်ရိုးရိုးရေပဲဖြစ်ဖြစ်ရင်တွေပဲဖြစ်ဖြစ်ရင်တွေထည့်တာကတော့အကောင်းဆုံးပဲပေါ့နော်အဲဆိုရင်အသားကပို့ပြီးတော့နူးညံ့ပါတယ်ဒီမှာတော့လေအိုးကနည်းနည်းပြည့်နေတယ်ပေါ့နော်ဒါပေမဲ့ဒီအိုးကသူကအပူမြင့်နေပြီးရင်အိုးထဲမှာသူ့အနေနဲ့သူအပူကလုံးနေတော့လေအသားတွေကပိုပြီးနူးညံ့လို့စတေလာကဒီအိုးနဲ့ပဲချက်ထားပါတကယ်လို့ဈေးလျှော့လာရှိလို့ရှင်တော့နောက်တစ်ခါကျလို့ရှင်ဒီတက်ကြီးရလေးဝယ်ပြီးတော့ချက်ပါမယ်ရှင်ကဲအခုတော့အဖုံးအုပ်ပြီးတော့တည်တင်ထားပါမယ်အရင်ဆုံးစတေလာတို့ကတော့ရေစူအောင်နဲ့ဒီလိုမျိုးရေလုံးသွားအောင်လို့15မိနစ်လောက်အရင်တည်ပေးပါမယ်ပြီးခါမှာအိုးကသေးနေတော့အပေါ်အောက်ကိုနည်းနည်းလှန်လောပေးမယ်ပေါ့နော်ဒီလိုမျိုးလေးအသားကလည်းနူးလာပြီဆိုရင်တော့စတေလာကဒီတစ်ခေါက်တော့ချက်သားမှုမသုံးမနဲ့အချို့မဟုတ်ကိုနည်းနည်းသုံးပါမယ်ပြီးရင်တော့ချက်ကလေးချက်ရဲ့အသက်ကပေါ့နော်ချက်ခန်ဒီမှာထည့်တဲ့ငရုတ်သီးမှုတ်ပါသူကငရုတ်သီးမှုတ်ကိုအဲ့လိုအပေါ်ကဖြူပြီးတော့မှခဏတအောက်တဲတင်လိုက်လို့ရှင်အဲ့လိုမှုေးဆက်ဆက်လေးဖြစ်နေတာကသူ့ရဲ့ချက်ကလေးချက်ရဲ့အရသာပေါ့နော်အားကြောင့်ငရုတ်သီးမှုတ်လေးထည့်ပါမယ်အသားကလည်းနူးပြီးအရသာတွေကလည်းအကုန်အဆင်ပြေပြီးဆိုလို့ရှင်တော့စတေလာတို့ရဲ့ဒီဘဲကလေးချက်ဟင်းလေးကရပါပြီရှင်ကဲရှယ်ပဲနော်မှုေးဆက်ဆက်ကလေးနဲ့ဟိုမှာအသားကလည်းဘဲသားနဲ့ဆိုတော့အရသာလုံးဝပြောစရာမလိုတော့ဘူး။ချင်းဘတ်တို့စရာငပိရည်လေးနဲ့ဆိုရင်တော့တကယ်ထမင်းကအများကြီးစားကုန်ပါပေါ့နော်။စက်သားတွေဘဲသားတွေဒီတိုင်းရိုးစားတာယိုးနေပြီဆိုရင်တော့စတေလာလိုမျိုးပဲမိုးရသည်မှာပူပူဆက်ဆက်လေးဖြစ်အောင်ပဲကလေးချက်လေးကိုလိုက်ချက်စားကြည့်ကြပါဦး။အဆုံးလေးကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။မိုးရသည်ရောက်ပြီဆိုတော့အားလုံးပဲကျမ်းမာရေးကြည့်ဆိုင်ကြနော်။နောက်ဗီဒီယိုလေးတွေမှာပြန်ဆောင်ကြပါမယ်။အားလုံးပဲတတားပါ။